Hello အားလုံးမင်္ဂလာပါဒီနေ့ကအာဆီယံတစ်ခု share လုပ်ပေးမယ်ပေါ့နော်ဂျာမနီမှာလည်း PC တွေလေနော်ပတ်စံမရှိចောင်းသားရေးပတ်စံမကျွန်တော်လိုမျိုးပတ်စံတိတ်မရှိပေါ့နော် PC တွေမဝယ်နဲ့ပေါ့မဝယ်နဲ့ဘာဖြစ်လို့မဝယ်နဲ့ပြောတဲ့အခါမှာဂျာမနီကသူတို့ကမလို့အပ်တော့ဘူးသူတို့ကအတုံးမလို့တော့ဘူးမျိုးမကြိုက်တော့ဘူးဆိုရင်သူတို့ကဒီဂျာမနီမှာဘာလုပ်လဲဆိုရင်ဂျာမန်လူမျိုးတွေတခြားလူဒီမှာနေတဲ့ဂျာမန်လူမျိုးတွေကဘာလုပ်လဲဆိုရင်အဲ့ဒီသူတို့မကြိုက်တဲ့ PC တွေတုံးလို့ရသေးတယ်တုံးလို့မရတဲ့ဟာမဟုတ်ဘူးเนาะတုံးလို့ရတဲ့ဟာဆိုသူတို့ဘယ်လိုလုပ်လဲဆိုရင်လမ်းဘေးမှာပေါ့အိမ်ရှိမှာအဲ့လိုပြစ်ထားပေးတယ်ပေါ့အဲ့ဒါလိုအပ်တဲ့လိုကောက်ပေါ့အဲ့ဒါနဲ့အာဆီယံလည်းစင်နီတုံးနဲ့ပါလို့ကျွန်တော်ဒါပေမဲ့ပတ်စံမရှိဘူးမဝယ်ဝဲတာနဲ့ဒီနေ့ကကောက်လာတယ်ပေါ့နော်ကြည့်စင်နီတုံးအရင်ကောင်းတာကောက်လာတယ်ပြီးဒီမှာကြည့်ရေခွက်တွေရေခွက်ဒီမျိုး3ခုပါတယ်3ခုယူလာတယ်တကယ်ချင်းနဲ့လာရစီမှာကော်ဖီတောက်တဲ့တစ်ခွက်ပဲရှိတယ်အဲ့နဲ့အဲ့ဒါကောက်လာတယ်ပြီးမှကြည့်ရေထဲတဲ့ဟာယူလာတယ်ဒီမှာခေါက်ဟွာလေဒင်းချင်းနေပါလေတောက်လို့ရအောင်ဒီမှာဒီလိုမျိုးခွက်နှစ်ခုကောက်လာတယ်ဒီမှာလောဘကြီးလို့မရအောင်နော်လိုအပ်တဲ့လောက်ပဲယူရတာအမှကိုယ်အလုံးယူလို့ဆိုရင်အဆင်မပြေဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုရင်လိုအပ်တဲ့ဟာဆိုရင်ယူဘာမှမဖြစ်ဘူးဒါပေမဲ့တယောက်ထင်းနေပြီးမှဆေးခုတော့မယူနဲ့လေနော်အဲ့လိုမျိုးတော့ရှိတာပေါ့အဲ့တော့အာဆီယံနှစ်ခုယူလာတယ်ပေါ့နော်နှစ်ခုယူလာတယ်ပြီးနောက်တစ်ခုပါလေးပဲအောက်ဆုံးမှဖြစ်နေတယ်ခဏလေးပြမယ်နော်ဒါယူကွဲရမလားမသိဘူးအခုဖျက်ရှိခိုးကနေပြန်လာတာဖျက်ရှိခိုးတော့ပြီးမှပြန်လာပြီးမှဟာဘာလဲဘယ်လိုပြောမလဲတငယ်ချင်းနဲ့မိုးရွာနဲ့ဟိုးမှာတငယ်ချင်းတယောက်ကဟွာခေါ်သွားတာတောင်ပေါ်တဲ့အရန်လာတယ်တဲ့သူကရင်ကရောက်ဖူးတယ်တဲ့အဲ့မှာသွားလေရအောင်ဆိုပြီးမှသွားလိုက်တာအကလို့ဆိုကိုပြီးဒီနေ့တော့ဆေးတော့မအေးရတော့မထင်နဲ့ဒီမှာပြမလို့အရင်ပြချင်တာဒီလိုမျိုးပကံတစ်ခုလည်းမလာတယ်သမီးတွေပါလေညာလေကြော်ရောနော်အဲ့ဒါတွေဒီမှာဒီမျိုးတစ်ခုလည်းမလာတယ်တွေ့လားမိုးရွာတော့ဒီမှာဒီမျိုးတစ်ခုမလာတယ်ဒီမျိုးစလုံးပေါ့နော်စလုံးဒီမျိုးရခွက်တဲလေးတစ်ခုပေါ့နော်အဲ့မျိုးကောက်လာပြောပြချင်တာကဘာလဲဆိုရင်ပတ်စံမရှိလေနဲ့ပစ္စည်းတွေလေဂျာမနီမှာဆက်ချင်းရောက်တဲ့အခါမှာចောင်းသားတွေပေါ့နော်အထူးသဖြင့်ကျွန်တော်တို့ဒီမျိုးအလုပ်မရတဲ့ခင်ပတ်စံရုံးကန်နေရတဲ့ချိန်ပစ္စည်းတွေတိတ်မဝင်နဲ့ဘာလို့ရလဲဆိုရင်ဒီအမိုက်ပုံးနေဒီအိမ်ရှိမှလေသူတို့ကတစ်ပတ်လောက်နှစ်ပတ်လောက်ကတော့အဲ့လိုလေးထားပေးတယ် CP တာယာတွေသူတို့ CP တော့တိန်းတော့တိန်းတယ်ဒါပေမဲ့အဲ့လို PC တွေဆိုသူတို့ကမတိန်းပေးဘူးချစ်ချင်းမျိုးတရက်လောက်နှစ်ရက်လောက်ရှိတယ်ကွာအဲ့မျိုးကိုလိုအဲ့တဲ့ video တွေပါလေညာတယ်ဟုတ်တခါစီဆိုရင်တခု video ကမရိုက်ထားရတာကြာတော့ပြီအဲ့တခါဘာလဲဆိုရင်ဟွာဘာလဲအဲ့ဒီချေတို့ဒီချင်းတောင်းတို့ဘာလို့ညာလို့လဲတခေါက်ကောက်လာတယ်တခါကအဲ့လိုမျိုးဖနက်စီတခုလေအေးရှိမှအဲ့လိုလာပြစ်ထားတော့ကျွန်တော်တောက်ကောက်မယ်ဆိုမှချိန်ထားအဲ့တော့ကအရင်ရှက်တယ်လေပထမဆိုတော့တိတ်မကောက်ရဲဘူးအဲ့နဲ့ကောက်မလို့ချိန်ထားတယ်ဗျလေကအောင်စစ်တယ်ကျွန်တော်ထက်စောတာအဖွားမနေရောက်အဖွားနေရောက်အကြီးကောက်သွားတာအဲ့လိုမျိုးပေါ့နော်အဲ့ဆိုဒီမှာဘာမှဖြစ်ဘူးကောက်လို့ရပါတယ်ဆိုတဲ့အကြောင်းပေါ့နော်ကောက်လို့ရတယ်ဆိုတာထက်သွားယူလို့ရတာပေါ့ဒါကကောက်တာမဟုတ်သူတို့ကတမင်တကာယူလို့ရအောင်ထားပေးတယ်လမ်းဘေးမှာပေါ့နော်အဲ့ဆိုရင်ဂျာမနီမှာလို့ယူလို့ရတယ်ဆိုတာပြောပြတာပါခုတော့အေးရောက်ပြီဒီမှာဒီလိုမျိုးမှားလာတယ်ကျွန်တော်အဲ့ဒီနောက်မှာကျွန်တော်ရဲ့အိမ်ပေါ့နော်မိုးအရမ်းရွာနေတယ်နေဘာမှမရှိဘူးမေးပါစမှာ Okay bye bye